ရင်မဖွင့်သင့်သူ9ယောက်နံပါတ်1နှုတ်ဖွာသူတွေဟာသူတို့ကိုတင်ရင်ဖွင့်လိုက်တဲ့စကားတိုင်းကိုတခြားသူတွေကိုသေချာပေါက်ပြန်ပြောမှဖြစ်တာကြောင့်ပါနံပါတ်2မနာလိုစိတ်များသူတင့်ကိုမနာလိုစိတ်များသူတွေဟာတင့်အကျိုးပျက်စီးကြောင်းကိုဖြစ်စေလိုတာကြောင့်တင်းရဲ့ရှိုးဝဲချက်တွေကိုတင်းရဲ့ပြိုင်ဘက်တွေကိုပြန်ပြောတာမျိုးလုပ်နိုင်ပါတယ်။နံပါတ်3ဒေါသကြီးတဲ့သူတွေဟာလေတင်ပြောတဲ့တင်းရဲ့ရှိုးဝဲစကားတွေကိုမခံရှင်စိတ်ဒေါသစိတ်ကြောင့်မရည်ရွယ်ပဲလွတ်ကနေပြောမိတာမျိုးတွေဖြစ်နိုင်ပါတယ်။နံပါတ်4အရက်ဒေစာတောက်စားတတ်သူထရေမူးတော့တွေးခိုးဖို့ဆိုတဲ့စကားပုံအတိုင်းပါပဲ။အရက်ဒေစာတောက်စားတတ်သူတွေဟာလေရေချိန်ကိတ်လိုက်ရင်ချိုးဝဲချက်ရောဘာရောတတိမရတော့ပဲပြိုးချပြစ်လိုက်တာမျိုးဖြစ်တတ်ပါတယ်။နံပါတ်5လုပ်ငန်းတူလုပ်ကင်နေသူတယောက်ကိုဘလောက်ပဲခင်မင်ရင်းနှီးနေပါစေတင်းရဲ့အတွင်းရေးတွေတင်းရဲ့ချိုးဝဲချက်တွေကိုရေမဖွင့်တာအကောင်းဆုံးပါ။ဘာကြောင့်လဲဆိုတော့တင်းရဲ့ချိုးဝဲချက်တွေကိုတိသွားတဲ့ပြိုင်ဘက်ဟာအချိန်မရွေးတင်းကိုအနိုင်ယူထိုးနဲ့သွားနိုင်တာကြောင့်ပါ။